ຫນွေဦးရောက်တိုင်းသမီးရင်တဲ့အိမ်ကိုလွမ်းမိတယ်ပါစဲထုံလေးဖြေလိုက်တဲ့ခဏအမိမြေရဲ့ရင်နံတွေရနေစေအမေဆောင်ကြနေပေးပါအောင်သမီးလေးမကြခင်ပြန်လာခဲ့လေတို့အိမ်လေးစီတို့ရွာလေးစီသမီးရောက်ပြန်လာရောက်ပြန်လာမယ်အလောက်တွေကြားမှာပင်ပန်းတဲ့အခါအမေရဲ့စာလေးဖတ်ပြီးအားယူတယ်သမီးလေးအဆင်ပြေပါတယ်အမေစိတ်မပူပါနဲ့ဘူးပဲနဲ့အမေဆောင်ကြနေ